Okay အားလုံးပဲမင်္ဂလာပါကျွန်တော် Emperor ကြိုဆိုပါတယ်ဒီခါတော့ကျွန်တော်တို့ Napoleon Total War မှာကျွန်တော်တို့ British Russia Austro-Hungary Empire ပြီးတော့ပြင်သစ် Russia Ottoman Empire Spain Portuguese Okay အဲ့ဒီနိုင်ငံမှာကျွန်တော်တို့စတင်ပြီးဆော့ပြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကအင်္ဂလန်စပြီးဆော့ပြရမလားကျွန်တော်ပြင်သစ်ကနေစပြီးဆော့ပြရမလားဆိုပြီးကျွန်တော်ရွေးချယ်ဖို့အများကြီးရှိပါတယ်အဲဒီနေရာမှာကျွန်တော်အင်္ဂလန်စဆော့ပြမယ်ဆိုရင်အင်္ဂလန်တော့တော်တော်အဆင်ပြေတယ်ပေါ့ဘာလို့လဲဆိုတော့သူကကုန်းချောင်းတိုက်ပွဲတွေသိမဆော့ရတဲ့အတွက်သူ့ကြီးတက်ကိုတော်မျိုးပြကကွယ်လောက်တမဝဲလောက်ထောင်ထားလိုက်အောင်နဲ့အဆင်ပြေတယ်ကျန်တာကသူကရေချောင်းပိုင်းနေနဲ့အဓိကတိုက်ရမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ပပိုင်းမှာဆိုတော့ကျွန်တော် Gibraltar ရေလက်ကြားရင်ကျွန်တော်အင်္ဂလန်ကပိုင်ထားတာတွေ့မှာပါအနီးစားလေးအဲ့တော့Gibraltar ရေလက်ကြားကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ကမြေထဲပင်တွေကိုစိုးမိုးရေးလုပ်မယ်ပြီးရစပိန်ကိုကျွန်တော်တို့အရင်သိမ်းဖို့လိုပါတယ်စပိန်ကိုသိမ်းလိုက်တာနဲ့ကျွန်တော်တို့စပိန်မှာခြေကုပ်စုစကန်ရသွားပြီဆိုရင်ကျွန်တော်တို့ပြင်သစ်ကိုပါဖိအားပေးနိုင်မှာဖြစ်ပါတယ်တော်တော်မလွယ်ပါဘူးအဲ့တော့ကျွန်တော်တို့ခုစဆော့ရမယ်ဘိုင်းကိုကျွန်တော်တို့ဘယ်ကနေစဆော့မလဲဆိုကျွန်တော်ပြင်သစ်နဲ့စဆော့မှာဖြစ်ပါတယ်ပိုလီယန်ပိုနာပတ်နဲ့စဆော့မယ်ဒါရုရှားနဲ့စဆော့လဲတော်တော်မိုက်တယ်ဗျโอเคကျွန်တော်ပြင်သစ်နဲ့စဆော့ပဲပြင်သစ်နဲ့စဆော့တဲ့အခါမှာကျွန်တော်တို့ဘာကိုအားလာချက်တရှိလဲဆိုတော့ပြင်သစ်ကအဓိကကျွန်တော်တို့ဒီမြင်းတက်တွေကအရန်ကောင်းတယ် France was aflame. Napoleon gave France greatness. He gave France everything. Glory, justice, and law. Nothing was untouched. His code made justice a reality for all. I watched the Emperor at work. He was a force of nature, a storm blowing away the cobwebs. The old enemies plotted against him. Britain, Austria, Russia, and their lickspittles. Napoleon was to be removed and his flame extinguished. We worked to stop them. In 1805, all of France, his empire, prepared for war. The treacherous British have once more conceived plans against France. Pulling Austria and Russia into a coalition, Austrian armies have amassed in Bavaria and Italy, with Russian forces already marching to their aid, while the Royal Navy prevents the free movement of French shipping along every coastline. Their Admiral Nelson is not to be underestimated. Russia so far has still part of the coalition. They will not raise arms to assist us, and the revolution must eventually be taken to them. Occupied Württemberg and Bavaria cry out for our help, and French troops stand ready to enter German-speaking lands to oppose the combined might of the Austrian and Russian armies. Conquest of Vienna and Moscow should be our main objectives, unless the meddling of other powers is our intervention. Okay သူကဘာပြောရလဲဆိုတော့ကျွန်တော်ပြင်သစ်က revolution လောက်လိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဘယင်စနစ်ကနေကျွန်တော်တို့ဒီသမ္မတစနစ်ကိုပြောင်းသွားတယ်ပေါ့နော်ပြောင်းသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီဥရောပတတိုင်းလုံးကအဲ့ခေတ်ကဘယင်စနစ်ပါကျွန်တော်ဒိန်းမတ်ကလည်းဘယင်စနစ်အင်္ဂလန်လည်းဘယင်စနစ်စပိန်ကလည်းဘယင်စနစ်ပေါ်တူဂီကလည်းကျွန်တော်ဘယင်စနစ်ပြီးတော့အီတလီကျွန်းဆွယ်မှာရှိတဲ့နိုင်ငံတွေကလည်းဘယင်စနစ်ပြီးတော့ရုရှားလည်းဘယင်စနစ်ပြီးတော့ Austro-Hungary Empire လည်းဘယင်စနစ်Ottoman ကလည်းဘယင်စနစ်ရုရှားကလည်းဘယင်စနစ်အဲ့တော့အကုန်လုံးကဘယင်စနစ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကသမ္မတနိုင်ငံအဖြစ်ပြောင်းလာလိုက်တဲ့အခါဖြစ်တဲ့အတွက်ကျန်တဲ့နိုင်ငံတွေကဒီလို revolution တွေဖြစ်လာမှာဆိုတဲ့အတွက်ကျွန်တော်တို့နိုင်ငံကိုပြင်သစ်ကိုစိတ်မတင်မကြဖြစ်သွားတာပေါ့စိတ်မတင်ကြဖြစ်သွားတဲ့ပြဿနာကြောင့်ပဲအဓိကအဲ့နိုင်ငံရေးကြောင့်ပဲကျွန်တော်တို့စစ်ဖြစ်ကြတာပါအဲ့တော့ဒီနေရာမှာ
သူကဘာပြောရလဲဆိုတော့ Austro-Hungary Empire စစ်အရင်ပြင်နေပါပြီတဲ့ကျွန်တော်ပြင်သစ်နဲ့စစ်ဖြစ်ဖို့အတွက်ပြင်နေပြီစစ်လဲဖြစ်တော့မယ်ပေါ့စစ်လဲဖြစ်နေပြီပေါ့အဲ့တော့သူ့ရဲ့တပ်တွေကိုသူကနေဆက်ကိုပို့နေပြီအဲ့ဒါကိုကျွန်တော်တို့က Russia Empire ကြီးကနောက်ကရင်ထောက်ခံပေးနေတယ်နောက်က Russia ရဲ့နောက်ကရင်ထောက်ခံပေးပြီးတော့သူကAustro-Hungary Empire ကို supporting လုပ်ပေးမယ်ပေါ့ဗျာအဲ့လိုလုပ်ပေးနေတဲ့အချိန်မှာပဲဒီ pressure တွေကလည်းဒီ Wittenberg တို့ဘာလို့ ਨੇ ပတ်သက်ပြီးတော့သူ့ရဲ့ဒီ pressure ပြည်နေရှိရပေါ့ဗျာအဲ့တော့ဒီ pressure ပြည်နေမှာကျွန်တော်အခုအပြာရင်းမြင်နေရတာတော့ pressure ပြည်နေဖြစ်ပါတယ်ဟုတ်ပြီဒီအပြာရင်းကပြပြီးတော့ဒီအစိမ်းဒီအဖြူပြီးတော့ဒီဟာတွေအဲ့ဒါတွေအကုန်လုံးကခုမြင်ရတဲ့ခါပေါ့နော်ဒီအပြာအရင်မပါဘူးခုကျွန်တော်ပြထားတဲ့ခါတွေအကုန်လုံးကဒါရုရှားစကားပြောပြည်နယ်ကြီးတွေပါအဲ့တော့ရုရှားစကားပြောပြည်နယ်တွေဖြစ်တဲ့အတွက်သူကရုရှား empire ထဲမှာမပါဘူးရုရှား empire ထဲမှာပါပေမဲ့ဒီsorry ဂျာမန်စကားပြောလို့ပြောတာပါအဲ့တော့ရုရှား empire ထဲမှာမပါသေးပေမဲ့ဒီဂျာမန်စကားပြောပြည်နယ်တွေကရှင်းပြောရင်ဂျာမန် pressure နဲ့အတူတူပဲပေါ့ဗျာ pressure ရလည်းဂျာမန်ပဲအဲ့တော့အတူတူပဲဆိုတော့သူတို့တွေကလည်းရှင်းပြောရင်ဂျာမန်နဲ့ပေါင်းစည်းရေးလုပ်ရှင်တယ်အဲ့တော့ Austro-Hungary Empire ကလက်မခံဘူးပေါင်းစည်းရေးလုပ်လို့မရဘူးဒီနားနယ်တွေကိုAustro-Hungary Empire ကသူကသိမ်းပိုက်ရှင်တယ်အဲ့လိုတဘောမျိုးပါအဲ့တော့အဲ့လိုပြဿနာတွေဖြစ်နေတဲ့ကြားထဲမှာကျွန်တော်တို့ကပရုရှားကိုကျွန်တော်တို့ပါမလားကျွန်တော်ဒီလိုမျိုးရွေးဆွဲအောင်ဝင်ရအောင်ကျွန်တော်လုပ်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက Ottoman Empire ကရုရှားနဲ့အရင်စစ်ဖြစ်နေပါတယ် Ottoman Empire ကရုရှားနဲ့စစ်ဖြစ်နေပြီးတော့သူကရုရှားရဲ့ Ottoman Empire ကိုကျူးကျော်ခြင်းစိတ်တွေပေါက်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဒီ Black Sea တဲ့ရင်သူကကုန်သွယ်ရေးလမ်းကြောင်းဖောက်လို့တဲ့အခါမှာ Okay Black Sea ရဲ့ကုန်သွယ်ရေးလမ်းကြောင်းဖောက်လို့တဲ့အခါမှာဒီမှာ Constantinople sorry Istanbul ကြီးကကြားထဲမှာခံနေပါတော့ Istanbul ကကြားထဲမှာခံနေတယ်ဒီရေလက်ကြားကိုသူကသိမ်းကျင်တယ်သိမ်းလိုက်တော့မှသူ့ရဲ့ဒီရုရှားတွေရဲ့ပင်လယ်ထွက်ပေါက်ကဒီမြေထဲပင်လယ်ကိုတိုက်ရိုက်ထွက်လာတယ်တိုက်ရိုက်ထွက်နေမှာသူ့ရဲ့အဓိကရေချောင်းကုန်သွယ်ရေးပိုင်းတွေလည်းကောင်းပဲပေါ့ဗျာအဲဒါကြောင့်မို့သူက Ottoman ကိုသိမ်းကျင်တယ်အဲ့လိုမျိုးတွေဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့က Ottoman နဲ့လည်းစေးမဟာမိတ်လုပ်ဖို့လိုသလိုကျွန်တော်မဟာအင်အားကြီးနိုင်ငံတွေမှာတစ်ခုဖြစ်တဲ့ပရုရှားကိုလည်းကျွန်တော်တို့ကစေးမဟာမိတ်လုံနိုင်ရင်ကျွန်တော်တို့အတွက်ပို့ပြီးတော့ဒီခုစစ်ပွဲကြီးကအသာစီးရနိုင်ပေါ့โอเคအဲ့လိုပြန်လာတက်နေရတဲ့အတော်လေးမှာပဲကျွန်တော်တို့မှာပေါ့ဖဲလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အီတလီရဲ့အဓိကမီလီယန်ဆိုတဲ့အီတလီ state ပေါ့နော်အီတလီပြည်တော်စုကြီးအဖြစ်ဖန်တီးမဲ့ပြည်နယ်လေးတစ်ခုရှိပါတယ်အဲ့ဒါတော့ဒီနားကကျွန်တော်ဒီအစိမ်းလေးပါဒီအစိမ်းလေးပါဟုတ်ပါတယ်အဲ့အစိမ်းလေးကိုအားပို့ပြီးတော့ကျွန်တော်တို့ကအီတလီအဖြစ်သူ့ကိုကျွန်တော်တို့အီတလီပြည်တော်စုကြီးအဖြစ်အောင်ကျွန်တော်တို့ကစုစည်းပေးလိုက်မယ်။ဘာဖြစ်လို့ဆိုတော့အဲ့ပြည်နယ်ကကျွန်တော်တို့ ਨੇ စေးမဟာမိတ်လောက်ထားတဲ့အပြင်ကျွန်တော်တို့စီးရေးထောက်ခံမှုအရာကျွန်တော်တို့စီမှာပါဝင်ကူတိုက်ပေးမယ်တော်တော်ကြီးကိုဒီလေ့ကျင့်သားပြေးသွားတာပေါ့နော်ကျွန်တော်ပြင်သစ်တွေရဲ့လေ့ကျင့်မှုအကြောင်းလေ့ကျင့်သားပြေးသွားတဲ့ပြည်နယ်ဖြစ်တဲ့အတွက်ဒီပြည်နယ်ကိုကျွန်တော်တို့အားကိုးပြီးတော့ကျွန်တော်ဥရောပအလယ်ပိုင်းရဲ့တောင်ပိုင်းကိုကျွန်တော်တို့ ਨੇ တိုက်ခိုက်ပါမယ်ပြီးတော့အောက်မှာ Swiss ဆိုတာရှိသေးတယ်ဒီအနီလေးပါဟုတ်ပြီဒီ Swiss လေးနဲ့ပတ်သက်ဒီ Swiss နဲ့ရောဒီအောက်ကအီတလီမီလီယန်နဲ့ပါမီလီယန်ပေါ့နော်ဗျာအဲ့ဒါနဲ့ပါပေါင်းစည်းပြီးတော့ကျွန်တော်တို့ကဒီအီတလီဒီအလယ်ပိုင်းပြည်နယ်ဥရောပအလယ်ပိုင်းရဲ့အောက်ပိုင်းကိုသူတို့ကျွန်တော်ကတိုက်ခိုက်မှာပေါ့ဒါဥရောပအလယ်ပိုင်းပါအဲ့တော့ဒီအလယ်ပိုင်းမှာကျွန်တော်တို့ကစစ်ဖြစ်တော့မှာပါတိတ်မကြခင်မှာကျွန်တော်စစ်ဖြစ်မယ်ကျွန်တော်တို့တွေကအများဆုံးကျွန်တော်တို့ pressure နဲ့စစ်ဒီနားမှာဖြစ်နိုင်မယ်အဲ့လိုမျိုးပဲကျွန်တော်တို့ဆက်စချင်းမှာ Austro-Hungary Empire နဲ့ကျွန်တော်တို့ဒီနားမှာစစ်ဖြစ်ဖို့များပါတယ်အဲ့တော့ကျွန်တော်တို့ဒါမြေပြင်စစ်တွေကိုတောက်လျှောက်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့လိုလုပ်နေတဲ့အတော်တွေမှာပဲကျွန်တော်တို့တွေကဘာလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တို့ရဲ့ရေချောင်းကုန်သွယ်လမ်းကြောင်းတွေကိုကျွန်တော်ထိန်းချုပ်ဖို့လိုပါတယ်ရေချောင်းကုန်သွယ်လမ်းကြောင်းတွေကဘယ်မှာရှိလဲဆိုတော့ဒီနားမှာရှိမယ်ဒီမှာရှိမယ်ဒီမှာရှိမယ်ပြီးဒီမှာလည်းရှိနိုင်မယ်ကျွန်တော်ဒီနားမှာတောက်လျှောက်ရှိမယ်ရေချောင်းကုန်သွယ်ရေးလမ်းကြောင်းလေးရှိမယ်ဒီမှာလည်းရေချောင်းကုန်သွယ်ရေးလမ်းကြောင်းလေးရှိတယ်ပေါ့နော်အဓိကကျွန်တော်တို့ကုန်သွယ်ရေးလမ်းကြောင်းကြီးပေါ့အဲ့ကုန်သွယ်ရေးလမ်းကြောင်းကြီးတွေကိုထိန်းချုပ်နိုင်ရင်ကျွန်တော်တို့ဒီစီးပွားရေးအရန်တိုးတက်ပြီးတော့တပ်မဟာတွေမြောက်များစွာနဲ့ကျွန်တော်တို့တိုက်စစ်ဆင်လို့ရမှာဖြစ်ပါတယ်အကြောင်းအင်္ဂလိပ်တွေကဒီမှာသူ့ရဲ့အဓိကရေချောင်းတက်တွေပေါ့နော်သူတို့ကဒီအင်္ဂလိပ်ရေလက်ကြားကိုသူတို့ကထိန်းထားတာဗျအဲ့တော့ကျွန်တော်တို့ကတားကြီးသွားပြီးရှုပ်လို့မရဘူးဆိုတော့အဆင်ဖြစ်နေပါ
အဲ့တော့ကျွန်တော်တို့အာစီးပွားရေးတွေပါတယ်ကျွန်တော်စစ်ရေးတွေမြင့်တင်ရမယ့်ဟာတွေပေါ့ဗျာကျွန်တော်တို့စီးပွားရေးတွေကိုပဲကျွန်တော်အရင်ဆုံးမြင့်တင်ဖို့စဉ်းစားရပေါ့အဲ့တော့အောက်ပိုင်းမှာကျွန်တော်တို့ကတက်ကူပေးမယ်ဒီမှာတက်လာတကယ်စိတ်ကန်းဆက်ချကြတဲ့ဟာတွေကျွန်တော်တို့ဒီမှာကုံသွေးစိတ်ကန်းတွေလုံးမလားကျွန်တော်တို့ကကုံသွေးစိတ်ကန်းတွေပဲအများဆုံးလုပ်ဖို့များတယ်ဗျကုံသွေးစိတ်ကန်းတွေလုံးမှာကျွန်တော်တို့ရဲ့ဒီဝင်ငွေကအစမတန်တိုးတက်လာမှာပေါ့နော်ကုံသွေးစိတ်ကန်းတွေမလုပ်ဘူးဆိုရင်ကျွန်တော်ဝင်ငွေတွေကအစမတန်တိုးတက်လာမှာမဟုတ်ပါဘူးအဓိကတော့ကျွန်တော်နေဆက်တွေကိုကျွန်တော်တို့ခက်တက်တွေစောက်ဖို့လိုတယ်အဲ့ဒါမှကျွန်တော်တက်တဲ့အဆင်ပြေလာခုကတော့ကျွန်တော်တက်တွေအကုန်လုံးနပိုလီယန်ဘိုနာဘက်ကိုကျွန်တော်တို့အများကြီးပို့ထားတယ်ပေါ့နော်အဓိကအပြင်ကျွန်တော်ဒီစတန်ကန်နဲ့ကျွန်တော်တို့မန်ချက်ကိုကျွန်တော်သိမ်းပါပါအဲ့ဒါကျွန်တော်တို့က Austro-Hungary Empire နဲ့ Russia ရဲ့ထိုးစစ်ကိုကျွန်တော်တို့ခန်းစစ်ဆင်မယ်ပေါ့နော်โอเคဒီမျိုးပါအဲ့နှမျိုးကိုကျွန်တော်သိမ်းမယ်သိမ်းပြီးတော့ဒီ Isabel ဒီ Isabel ကိုကျွန်တော်တို့သိမ်းထားမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကခန်းစစ်ဆင်မှရမှာပါကျွန်တော် Empire Total War နဲ့ Napoleon Total War တို့မှာဘာကောင်းလဲဆိုတော့ကျွန်တော်တို့ရဲ့နောက်တစ် try ဝင်ဝင်ကိုတခါလေးပြထားပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရှင်းရှင်းပြီးသုံးလို့ရတယ်ပေါ့ဗျာMultiple Total War တို့မှာကြတော့အဲ့လိုမျိုးမပြတာတော့ Trump ပြီးတော့မှပဲကျွန်တော်တို့ကပတ်စံကိုကြီးဘလောက်စစ်လို့ရတယ်ပေါ့ကျွန်တော်ပြောချင်တာကိုဒီမှာပါအစိမ့်လေးပြတဲ့ဟာကတော့ဒါကကျွန်တော်နှောက် Trump အတွက်ပါကျွန်တော်ဒီ Trump မှာကျွန်တော်တို့ဘာတွေဝယ်လိုက်တဲ့ပုံမူတည်ပြီးအဲ့ဟာတွေကရောကြသွားမှာဖြစ်ပါတယ်အဲ့ဒါတွေရောကြသွားတာနဲ့အများကျွန်တော်တို့ကနောက် Trump မှာဥပမာဒီရာမှာကျွန်တော်တို့ပလက်မှာ100ပဲပြထားလဲဆိုရင်နောက် Trump မှာပတ်စံ100ပဲပေါက်မှာဖြစ်ပါတယ်ဒီဘက်ကဟာတော့ကျွန်တော်တို့လက်ရှိသုံးတဲ့ပတ်စံပေါ့ဒီလက်ရှိသုံးတဲ့ပတ်စံကိုအကုန်သုံးလိုက်လို့ရတယ်အဓိကနောက် Trump မှာတက်လာမယ့်ပတ်စံကိုပဲအဓိကအကြောင်းရင်းပေါ့နော်အဲ့တော့ကျွန်တော်ဒီ Trump မှာပတ်စံမသုံးဆိုရင်နောက် Trump မှာပတ်စံ9000ကျော်ဖြစ်သွားမယ်ပေါ့โอเคကျွန်တော်ဒီ1 number တက်တဲ့ကျွန်တော်တို့ဆေးမဟာမိတ်လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့ဆေးမဟာမိတ်ဖြစ်တဲ့နိုင်ငံတွေရှိတယ်ဗျအဲ့ဒါတွေကိုကျွန်တော်တို့ကအားစိုက်ပြီးတော့ဆေးမဟာမိတ်ဖြစ်နေမှာဖြစ်မှာ
ဒီအောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါဒီ Austro-Hungary ကကျွန်တော်တို့ Vanity ကိုတင်ထားတာဖြစ်တဲ့အတွက်ဒီရရင်သူကထိုးစစ်ဆင်မှာပါအဲ့တော့သူ့ရဲ့ထိုးစစ်ကိုကျွန်တော်တို့ကခုခံကာကွယ်ဖို့လည်းလိုတယ်ပေါ့နော်သူတို့ကဒီလိုထိုးစစ်ဆင်မယ်ဒီကလည်းထိုးစစ်ဆင်မယ်ပြီးရင်ကျွန်တော်တို့ဒီ Vienna ရဲ့ဒီလိုထိုးစစ်ဆင်မယ်ပေါ့နော်ရုရှားကနောက်ပိုင်း supporting ပေးလိမ့်မယ် Okay ကျွန်တော်တို့ကအဓိကကျွန်တော်တို့ရဲ့စစ်သွေးကြွတယ်ကျွန်တော်တို့စေမဟာမိတ်တွေကိုကျွန်တော်တို့ကမြင့်တင်ပေးဖို့လိုတယ်ပေါ့အဲ့လိုမြင့်တင်ပေးတော့မှကျွန်တော်တို့အဆင်ပြေလာမယ်ဒီမှာဆိုရင်စစ်သွေးကြွတဲ့နိုင်ငံတွေရှိတယ် water pad တို့ပါတော့ဒီတက်တွေပါဒီကောင်တွေကိုကျွန်တော်တို့ကမြင့်တင်ပေးဖို့လိုတယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာ Austro-Hungary Empire ရဲ့တက်ကအောက်မှာရှိတယ်အဲ့တော့ကျွန်တော်ဒီကိုလာတိုက်တော့မှာဗျာသိမကြခင်မှာကျွန်တော်အောက်ပိုင်းရောအပေါ်ပိုင်းရောကျွန်တော်စစ်ကြောင်းအကြောင်းခွဲထားမယ်ဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ကစီးပွားရေးတိုးတက်အောင်လုပ်ပါမယ်ပေါ့ Okay မပရက်ရှာလာပြောတာကျွန်တော် trade လုပ်မယ်ပေါ့နောက်ကစပိန်တွေကရှင်းပြကျွန်တော်ပြင်သစ်နဲ့ဆေးမဟာမိတ်ဖြစ်တယ်ဒါပေမဲ့သူကကျွန်တော်ပြင်သစ်ကြီးခံနေဖြစ်တော့တော်ရုံမလာနိုင်ဘူးကျွန်တော်ဒီမျိုးကိုဝိုင်းပြီးပါပြီဆိုရင်နောက်ထရန်ကြကျွန်တော်သိမ်းမယ်ပေါ့သူကဆက်လာချင်းအင်အားကြီးနည်းနည်းလေးဆိုရင်မျိုးကိုဝိုင်းလိုက်တာနည်းနည်းသူ့ရဲ့မျိုးထဲမှာရှိတဲ့ဒီအဓိကမျိုးနေတက်တွေကကူးတိုက်ပေးတယ်ဒါကတော့ကျွန်တော်နပိုလီယန်တူတယ်ဝါတို့အင်ပါယာတူတယ်ဝါတို့ဘာအဲ့ဒီအားသာချက်ရှိတယ်တခါကျရင်မျိုးထဲမှာစစ်သားလေးကတက်ရင်က3ရင်းလောက်ပဲတွေ့တယ်ဆိုရင်သူ့ရဲ့မျိုးနေပြည်သူတွေပါပေါင်းတိုင်တိုင်ရင်10ရင်းလောက်ဖြစ်သွားတယ်ခုကျွန်တော် match ကအဓိကအရင်ကျွန်တော်တို့ဒီသူဒီနေ့ခုကစေးမဟာမိတ်ပြသူတို့ကပေါင်းပြီးတော့ Austro-Hungary Empire ရဲ့ကြီးစုံကိုခုခံပေးမှာအဲ့တော့ကျွန်တော်ကလည်းအဲ့ဒါကိုရောတိုက်ပေးမှာပေါ့အဓိကပြင်ကျွန်တော်ဒီ Ansbach ကိုကျွန်တော်တို့ကလိုချင်တယ်အဲ့တော့ Ansbach ကိုကျွန်တော်တိုက်မှာ Okay အဲ့တော့ Ansbach ကိုကျွန်တော်အရင်တိုက်မယ်မျိုးနေအင်အားပါသွားရင်အင်အားမကွာတော့ဘူးကွာသူဘက်က1200ကျွန်တော်ဘက်က1400ဒါပေမဲ့သူဘက်ကတော့ကျွန်တော်တို့ဒီမျိုးဆောင်တက်ပေါ့နော်မျိုးဆောင်တက်တွေဖြစ်တဲ့အတွက်အင်အားကိုဘက်ကတက်တယ်နဲ့ဆိုရင်တော့စိတ်တက်ပိုင်းရောတကယ်စီးလေ့ကျင့်တဲ့ပိုင်းကကွာတယ်စီးနည်းပညာပိုင်းကနပိုလီယန်တိုတယ်ဝါမှာကျတော့ကျွန်တော်ဇန်နဝါရီကတက်တွေကိုလိုက်ပြီးထိန်းပေးရတဲ့အဆင့်တွေပါတယ်အဲ့ပြဿနာကြောင့်ကျွန်တော်တို့ဇန်နဝါရီကိုနှစ်ခုထားတာပိုကောင်းတယ်။အဲဒီခုဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တိုက်ရတယ်။တိုက်ရမှာရန်သူတွေကတောင်ကုန်းပေါ်မှာတောင်ကုန်းအပေါ်စီလောက်ကြီးမှာမြင်နေ
ceasefire is a certainty. မြင်းတက်ကိုကျွန်တော်ပညာခွဲထားမှာဖြစ်တယ်အဓိကဒီပြင်းတက်ကမြင်းတက်ကအရန်ကောင်းတယ်အဲ့ဒါဒီကောင်လေးတော့တော်တော်ကြောက်စရာကြီးဆောင်းရင်တက်ကနောက်ကဖြစ်တာကြည့်ရောလစ်ကုန်တာကိုအောင်တော့လွတ်ထွက်ကုန်မကြီးတော့လွတ်ထွက်ကုန်တယ်မြောက်ကစားပြစ်ပြီမြောက်တွေစားပြစ်ပြီရန်သူတွေရှိတက်လာတယ်ရန်သူတွေရှိတက်လာတဲ့ကျွန်တော်အမြောက်ဖြစ်တာလေးကိုပိုပြီးကြည့်ကြည့်နေတာရှိတယ်တက်ကိုပြလွတ်ထွက်ကုန်တော့ဗျကျွန်တော်အဓိကတိုက်ပွဲတွေ့ရတာကျွန်တော်ကြည်ပွားနေပါဖြစ်မယ်ညနေတက်ပါညနေတ
ကိုကြည်ပွားနေပြင်မယ် Faut maintenant porter nos fusils, monsieur. ဒီမှာကျွန်တော်မြင်းတက်တွေဝင်လုံးပြီအဲတို့ရဲ့ဒီနောက်ပိုင်းမှာခေါင်းတော်တက်တွေရှိတယ်ကျွန်တော်အမြောက်တွေနဲ့ပြင်မယ်ရန်သူတွေရဲ့ဒီပတ်တဲ့ဆိုင်တဲ့အချိန်မှာကျွန်တော်တို့အမြောက်အားကုန်နဲ့ပြင်မယ်ရန်သူတွေကျွန်တော်အမြောက်ပစ်ကုန်နဲ့ပြင်မယ်အဲ့ဒီပြန်တွေကကြာသွားပြီကျွန်တော်မြင့်တက်တွေရဲ့တက်ခံမှုကြောင့်ကြာသွားတယ်နိုင်သွားပြီကျွန်တော်ဒီဘက်ကရန်သူတွေကိုကျွန်တော်ပြင်မယ်ကျွန်တော်ဒီမှာတောက်လျှောက်လိုက်ပြီးတော့တနက်နဲ့ရောကျွန်တော်လိုက်ကိုဖြတ်စီကဲနပိုလီယန်မြင့်တဲ့ကိုဒီဘက်တက်ကျွန်တော်အပြတ်ရှင်းပါရတကောင်းမှမလုပ်ဘူးအပြတ်ရှင်းပြကျွန်တော်သိရမှာဒီမှာညှောက်နေထောင်တာအတွက်လားညှောက်နေထောင်တာညှောက်နေတာကျွန်တော်မြင်းတက်ဝင်သွားရင်ကျွန်တော်မြင်းတက်တွေရှော့ကုန်ပါတယ်အဲ့တော့ကျွန်တော်နိုင်သွားပြီအမြောက်တွေကဘယ်လောက်ကောင်းလဲကျွန်တော်စမ်းတယ်တောင်ပေါ်မှာရင်ဆိုရင်ကျွန်တော်အဲ့ရုံဖြိုခိုင်းမယ်โอเคတိုက်ပွဲရတော့မြင်နေတယ်ကျွန်တော်နိုင်သွားပြီပေါ့နော်โอเคကျွန်တော်ဒီပတ်ဝန်းကိုကျွန်တော်ဒီမှာပဲခဏရက်လိုက်ပါနော်ခင်ဗျာဒီလိုမျိုး total war game တွေဆော့ချင်တယ်ဆိုရင်ကျွန်တော် Terran Group မှာ3000ကျပ်တဲ့ member ဝင်ပြီးတော့ကျွန်တော်တို့ lifetime ဆော့နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အပိုင်ဝင်ချင်တယ်ဆိုရင်ကျွန်တော်တို့စီမှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်โอเคနောက်နေ့မှတွေ့ကြပါ